သမီးရေပြင်ပဖိအားတွေတိတ်များလာတဲ့ကဘာကြီးမှာစိတ်ရှုပ်ထွေးစရာစိတ်ဖိစီးမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါကဘာကြီးကိုရက်တန့်ထားလို့မရပေမဲ့သမီးကိုသမီးတော့တည်ငါ pause လုပ်လိုက်လို့ရပါတယ်ဆိုလိုတာကပြင်ပလောကပတ်ဝန်းကျင်နဲ့ခဏအဆက်အသွယ်ဖြတ်လိုက်ပါစိတ်နှလုံးငြိမ်သက်အေးချမ်းအောင်တရားထိုင်ကြည့်ပါစိတ်ရှုပ်ထွေးနေချိန်မှာဆုံးဖြတ်ချက်မချပါနဲ့သူတစ်ပါးကြည်နပ်ဖို့ကိုယ်စိတ်ကိုမစတေးပါနဲ့ကိုကြည်နပ်ဖို့ကြိုးစားပါသူတစ်ပါးညှို့ညင်မှာမကြောက်ပါနဲ့ကိုလေးစားဖို့အရေးကြီးပါတယ်သူတစ်ပါးကကိုယ့်ဘဝကိုမဖန်တီးပါစေနဲ့ကိုယ့်ဘဝကိုကိုယ့်မူပိုင်ဟန်ပုံစံအတိုင်းပဲထုစစ်ဖန်တီးပါကိုယ့်ရဲ့ပျော်ရွှင်မှုဟာကိုယ့်လက်ထဲမှာပဲအသေးချဆုံးပါနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်